ကျွန်တော်ကဘဏ်မှာ388,888ရွမ်ကိုငါနှစ်တိတိစုဆောင်းအနံ့ထားခဲ့တယ်အမေအသက်60ပြည့်မွေးနေ့ရောက်ရင်အဲ့ဒီငွေအားလုံးကိုထုတ်ပြီးရွှေလက်ကောက်တကွင်းဝယ်ပေးဖို့ရည်ရွယ်ထားတာပါဒါပေမဲ့ငွေထုတ်ဖို့သွားတဲ့နေ့မှာဘဏ်ဝန်ထမ်းက3ရက်ကြိုတင်မှယူရပါမယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ဘေးကလူတစ်ယောက်က900,000ရွမ်ထုတ်သွားတာကိုမြင်လိုက်ရတယ်သူကတော့ကြိုတင်မှဆရာမလို့ဘူးကျွန်တော်မေးလိုက်တော့ဝန်ထမ်းကသူကဝက်ဖောက်တယ်ပါအထူးခွင့်ရရှိပါတယ်လို့ပြောတယ်အင်းကျွန်တော်ကတာမန်လူဆိုတော့တီးခံရမှာပေါ့လို့တွေးမိပေမဲ့နောက်ထပ်ဖြစ်လာတာကတော့ကျွန်တော်ကိုအလွန်ဒေါသထွက်စေခဲ့တယ်ငွေထုတ်လျှောက်လာတဲ့မှာဘာကြောင့်ငွေထုတ်မလဲဆိုတာကိုရေးခိုင်းတယ်အကြောင်းပြချက်မပေးနိုင်ရင်ငွေမထုတ်ပေးဘူးတဲ့ကျွန်တော်ပတ်စံကိုထုတ်တာပဲဘာကြောင့်အကြောင်းပြချက်ပေးရမှာလဲကျွန်တော်ဒေါသထွက်ပြီးသတင်းမီဒီယာကိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်နောက်တစ်နေ့ဘဏ်ကိုထပ်သွားတော့ဝန်ထမ်းက388,888ရွမ်ထုတ်ချင်ရင်3ရက်ကြိုတင်မှရပါတယ်လို့ထပ်ပြောတယ်ကျွန်တော်ပြန်မေးလိုက်တယ်ကျွန်တော်စစ်ကြည့်ထားတာ9,000ရွမ်မကြော်ရင်ကြိုတင်မှဆရာမလို့ဘူးလေဝန်ထမ်းကကျမတို့ဌာနခွဲမှာတော့3,000ကျော်ရင်ကြိုတင်မှရပါတယ်လို့ပြောတယ်သူ့မျက်နှာအမူအရာကကျွန်တော်ကိုအထင်သေးနေတယ်လို့ပဲကျွန်တော်ဘေးကဘက်ဖက်ကောင်တာကိုလက်ညှိုးထိုးပြီးဒါဆိုခုနက9သိန်းထုတ်သွားတဲ့သူကဘာလို့မမာရတာလဲလို့မေးလိုက်တယ်သူက play number ပါလို့ပြန်ဖြေတယ်အသက်ရှူရှိုက်ပြီးကောင်းပြီဒီနေ့ကြိုတင်စရင်ပေးလိုက်မယ်3ရက်နေရင်လာထုတ်မယ်လို့ပြောလိုက်တယ်ဝန်ထမ်းကဖောင်တစ်စောင်ပေးလာတယ်အဲ့ဒီဖောင်မှာနာမည်ပတ်ပုံတင်နံပါတ်ဖုန်းနံပါတ်ထုတ်မဲ့ငွေပမာဏငွေထုတ်ရတဲ့အကြောင်းရင်းအားလုံးဖြည့်ရတယ်ကျွန်တော်မေးလိုက်တယ်ဘာလို့အကြောင်းရင်းရေးရတာလဲဝန်ထမ်းကရေးရုံတင်မဟုတ်ဘူးရုပ်တိရှိရမယ်လို့ပြောတယ်ဥပမာအိမ်ဝယ်မယ်စေးကုမယ်ကျောင်းစရိတ်ပေးမယ်ဆိုတာမျိုးဖြည့်ရမယ်တဲ့ကျွန်တော်ကအမေမွေးနေ့အတွက်ရွှေလက်ကောက်ဝယ်မလို့ပြောလိုက်တော့မရဘူးလို့ချက်ချင်းပြန်ပြောတယ်ကျွန်တော်မေးလိုက်တယ်ဒါဆိုစေးကုမယ်လို့ရေးရင်ရလားဆရာဝန်ထောက်ခံစာယူလာရမယ်ကိုပတ်စံကိုထုတ်တာကိုဆရာဝန်စာတောင်လိုသေးတာလားထောက်တည်ရဲ့ငွေလုံးကြုံရေးအတွက်လို့အေးဆက်ဆက်ပြန်ဖြေတယ်အဲ့ဒီအချိန်မှာကျွန်တော်နားလဲသွားတယ်သူတို့ကကျွန်တော်လိမ့်လဲခံနေရတယ်လို့ထင်နေတာပဲကျွန်တော်ကစိတ်ရှိရှိနဲ့ထပ်ရှင်းပြလိုက်တယ်ကျွန်တော်လိမ့်လဲခံနေတာမဟုတ်ပါဘူးဝန်ထမ်းကတော့ထပ်မေးတယ်ဒါဆိုအတိအကျဘာအတွက်ငွေထုတ်မှလဲအမေအသက်60ပြည့်မွေးနေ့အတွက်ရွှေလက်ကောက်ဝယ်မလို့ပါသူမကခေါင်းခါပြီးမရပါဘူးဘာကြောင့်လဲရွှေဆိုင်ကအော်ဒါစာဒါမှမဟုတ်ကြိုတင်ဝယ်ယူထားတဲ့အထောက်ထားယူလာရပါမယ်ကျွန်တော်အောင်းသွားတယ်ကျွန်တော်ကအခုမှသွားဝယ်မှာလေဘယ်လိုလုပ်ပြီးအော်ဒါစာရှိမှာလဲသူမက88ဆက်နဲ့ဒါဆိုငွေထုတ်လို့မရပါဘူးနောက်ကတန်းစီနေတဲ့လူတွေကလည်းစိတ်မရှိတော့ပဲမြင်မြင်လောက်ပါလူတွေစောင့်နေရတယ်လို့ပြောလာကြတယ်ဝန်ထမ်းကကျွန်တော်ဘဏ်ကတ်ကိုပြန်ပေးပြီးနောက်တစ်ယောက်လို့အော်လိုက်တယ်ကျွန်တော်ဒေါသထွက်ပေမဲ့တီးခံပြီးတိုင်ကြားစာရေးဖို့သွားလိုက်တယ်တိုင်ကြားစာတစ်ဝက်လောက်ရေးနေတော့လုံခြုံရေးဝန်ထမ်းရောက်လာတယ်ရေးပြီးပြီလားမပြီးသေးဘူးမြင်မြင်လောက်လူသွားလမ်းမပိတ်နဲ့သူ့လက်ကတုတ်ကိုကင်ထားတာမြင်တော့ကျွန်တော်လည်းစိတ်ထဲအနေငယ်ကြောက်သွားတယ်စာကိုတစ်တားထဲထည့်ပြီးဘဏ်ထဲကထွက်လာလိုက်တယ်အပြင်ရောက်တော့နေပူနေတယ်ကျွန်တော်ဖုန်းထုတ်ပြီးခုနကပြောဆိုထားသမျှအတန်ဖန်ထားတာကိုစစ်ကြည့်လိုက်တယ်အားလုံးရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတယ်ဒါနဲ့ဘဏ်ကိုကြီးကြပ်တဲ့အဖွဲ့အစည်းစီဖုန်းဆက်တိုင်ကြားလိုက်တယ်ဝန်ထမ်းကကျမတို့မှတ်တမ်းတင်ထားပါပြီ15ရက်အတွင်းအကြောင်းပြန်ပါမယ်လို့ပြောတယ်15ရက်အလုပ်လုပ်ရလားဟုတ်ပါတယ်ဖုန်းချပြီးကျွန်တော်စိတ်ပြတ်သွားတယ်15ရက်ဆိုတာ3ပတ်လောက်ကြာတယ်အဲ့ဒီအချိန်မှာတက္ကသိုလ်တုန်းကတငယ်ချင်းဝမ်လက်ကိုတတိယသွားတယ်သူကသတင်းထောက်လုပ်နေတယ်ကျွန်တော်ချက်ချင်းဖုန်းဆက်လိုက်တယ်အားလားဘာဖြစ်လို့လဲကျွန်တော်ဖြစ်ခဲ့တာအကုန်ပြောပြလိုက်တယ်ဖုန်းတစ်ဖက်ကခဏလောက်တိတ်နေပြီးခဏဆောက်ငါလာခဲ့မယ်လို့ပြောတယ်နိုင်ဝက်လောက်ကြာတော့ဝမ်လက်ကဗီဒီယိုကင်မရာတစ်လုံးနဲ့ရောက်လာတယ်ကျွန်တော်အတန်ဖန်ထားတာဖွင့်ပြလိုက်တယ်နားထောင်ပြီးတာနဲ့သူ့မျက်နှာပြောင်းသွားတယ်ဒီဝန်ထမ်းတွေတော်တော်ရဲတာပဲကျွန်တော်မေးလိုက်တယ်ဘာကိုဆိုလိုတာလဲဝမ်လက်ကဖုန်းထုတ်ပြီးဥပဒေဖွင့်ပြတယ်သူတို့ပြောတဲ့စီးမြင်တွေအကုန်ကြီးပါဥပဒေနဲ့မကိုက်ဘူးသူကဘဏ်ဥပဒေကိုဖွင့်ပြပြီးဘဏ်ဟာဖောက်တည်ရဲ့ငွေကိုဥပဒေအရထုတ်ပေးရမယ်အကြောင်းမဲ့နှောက်နေတာညှင်းဆန်တာမလုပ်ရဘူးလို့ဖတ်ပြတယ်ထို့နောက်ထပ်စီးမြင်တစ်ခုကိုပြပြီး9,000ရွမ်မကျော်ရင်ကြိုတင်စရင်ပေးစရာမလိုဘူးလို့ပြောတယ်ပြီးတော့ကိုပတ်စံကိုထုတ်တာကိုဘာအတွက်သုံးမယ်ဆိုပြီးအကြောင်းပြချက်တောင်းတဲ့ဥပဒေမရှိဘူးကျွန်တော်လက်ကဖုန်းကိုတင်းဆုပ်ထားမိတယ်ဒါဆိုအခုဘာလုပ်ကြမလဲဝမ်လက်ကကင်မရာကိုပခုံးပေါ်တင်လိုက်ပြီးဘဏ်ထဲပြန်ဝင်မယ်ဒီတစ်ခါငါရှိတယ်ကျွန်တော်နဲ့ဝမ်လက်ကကင်မရာကိုယူပြီးဘဏ်ထဲကိုပြန်ဝင်သွားတယ်ဒီတစ်ခေါက်ဘဏ်ထဲမှာလူပုံများလာပြီးတန်းစီနေကြတယ်အရင်ကကျွန်တော်ကိုညှင်းခဲ့တဲ့ဝန်ထမ်းလီရှိကကောင်တာမှာပဲရှိနေသေးတယ်ဝမ်လက်ကကင်မရာကိုကောင်တာဘက်ဓာတ်ရိုက်ချိန်ထားလိုက်တယ်အဲ့ဒီအချိန်မှာလုံခြုံရေးဝန်ထမ်းတယောက်ပြေးလာပြီးဓာတ်ပုံဗီဒီယိုမရရဘူးလို့တားတယ်ဝမ်လက်ကအေးအေးဆေးဆေးပြန်ပြောတယ်ကျွန်တော်ကသတင်းယူနေတာလုံခြုံရေးကကင်မရာကိုလာလို့ဖို့စူးစမ်းပေမဲ့ဝမ်လက်ကခြေတလန်းဆုပ်ပြီးရှောင်လိုက်တယ်ဘဏ်ထဲကလူတွေကစတင်ပြီးဒီဘက်ကိုလှည့်ကြည့်လာကြတယ်လုံခြုံရေးဝန်ထမ်းကခဏစဉ်းစားပြီးနောက်ဖက်ရုံခန်းထဲဝင်သွားတယ်ကျွန်တော်သိလိုက်တယ်သူကအကူအညီခေါ်ဖို့သွားတာပဲခဏအကြာကျွန်တော်တို့အလှည့်ရောက်လာတယ်လီရှိကကျွန်တော်ကိုမြင်လိုက်တာနဲ့ဘာလဲခင်ဗျားထက်လာပြန်ပြီလားကျွန်တော်ပြောလိုက်တယ်ကျွန်တော်388,888ရွမ်ထုတ်ချင်တယ်လီရှိကမျက်နှာမမာနဲ့ပြောပြီးသားပဲ3ရက်ကြိုတင်မှရမယ်ကျွန်တော်ကချက်ချင်းပြန်ပြောလိုက်တယ်ဘဏ်ဥပဒေအရခင်ဗျားတို့ငွေထုတ်ခွင့်ကိုညှင်းပိုင်ခွင့်မရှိဘူးသူမကအေးဆက်ဆက်ရဲပြီးဥပဒေတိတော့ဘာဖြစ်လဲဒီဘဏ်မှာတော့ဒီဘဏ်ရဲ့စီးမြင့်တိုင်းပဲဝမ်လက်ကကင်မရာကိုပိုနီနီချိန်လိုက်တယ်လီရှိကကင်မရာကိုမြင်တော့အနေငယ်စိတ်လှုပ်ရှားသွားပြီးမရရဘူးလို့အော်ကကောင်တာအောက်ကခလုတ်တစ်ခုကိုနှိပ်လိုက်တယ်ချက်ချင်းပဲသတိပေးတန်မြည်လာတယ်လုံခြုံရေးဝန်ထမ်းအများကြီးပြေးရောက်လာကြတယ်လီရှိကလက်ညှိုးထိုးပြီးဒီနှစ်ယောက်ကိုအပြင်ထုတ်လိုက်လို့អော်တယ်ကျွန်တော်တို့ဘာမှလုပ်ထားလို့လဲလို့မေးလိုက်တယ်လုံခြုံရေးကဒီနေရာကကိုပိုင်ဆိုင်မှုထွက်သွားလို့ပြောတယ်ဝမ်လက်ကချက်ချင်းပြန်ပြောလိုက်တယ်ဘန်ဆိုတာအများပြည်သူဝန်ဆောင်မှုပေးတဲ့နေရာကိုပိုင်အိမ်မဟုတ်ဘူးခင်ဗျားတို့ပြုမှုနေတာတွေအကုန်ဗီဒီယိုရိုက်ထားတယ်လုံခြုံရေးဝန်ထမ်းတွေကခဏလောက်တွေ့ဝေသွားကြတယ်အဲ့ဒီအချိန်မှာဝစ်စုံတက်ရက်ဝတ်ထားတဲ့လူတစ်ယောက်ရုံးခန်းထဲကထွက်လာတယ်သူ့ရင်ဘက်ကနာမည်ပြမှာမန်နေဂျာကျန်းလို့ရေးထားတယ်သူကဒီမှာဘာဖြစ်နေတာလဲလို့မေးတယ်လီရှိကဒီလူကလာရှုပ်နေတာပါလို့ပြောလိုက်တယ်ကျွန်တော်ကရှုပ်တာမဟုတ်ဘူးကိုပတ်စံကိုထုတ်ချင်တာ388,888ရွမ်ထုတ်ချင်တာကိုသူတို့ကကြိုတင်မှခိုင်းတယ်အထောက်ထားတောင်းတယ်ဘာအတွက်သုံးမလဲဆိုတာပါမေးတယ်မန်နေဂျာကျန်းကပြောတယ်ဟုတ်ပါတယ်ဒါကကျွန်တော်တို့ဘဏ်ရဲ့စီးမြင်မှာငွေများများထုတ်ရင်ကြိုတင်မှရတယ်ကျွန်တော်ချက်ချင်းပြန်မေးလိုက်တယ်388,888ရွမ်ကငွေအများကြီးလားဒါဆိုခုနကဘက်က9သိန်းရွမ်ထုတ်တာကြတော့ဘာလို့မမာရတာလဲမန်နေဂျာကအေးအေးဆေးဆေးပြောတယ်သူကဝက်ပောက်ဖောက်တီသူ့မှာဒီဘဏ်မှာအငွေ9တန်းရှိတယ်ခင်ဗျားကဘယ်လောက်အထားလဲကျွန်တော်ဖြေလိုက်တယ်388,888ရွမ်သူကပြုံးပြီးဒါဆိုအဖြေကရှင်းနေပြီလေဝစ်ဝင်ဆောင်မှုလိုချင်ရင်9တန်းလာအပ်ပါအဲ့ဒီစကားကြောင့်ဘဏ်ထဲကလူတွေအားလုံးကျွန်တော်ကိုလှည့်ကြည့်လာကြတယ်ကျွန်တော်ရှက်ဒေါသလည်းထွက်ပေမဲ့စိတ်ကိုထိန်းထားပြီးပြောလိုက်တယ်ကျွန်တော်ပဲမဖြစ်ချင်ဘူးကျွန်တော်လိုချင်တာကကျွန်တော်ပတ်စံကိုကျွန်တော်ထုတ်ခွင့်ပဲမန်နေဂျာကျန်းကအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်ဒါဆိုလဲစီးမြင့်တိုင်းလုပ်ပါဒီနေ့မရဘူး
3ရက်ကြိုတင်စရင်ပေးပြီးမှလာထုတ်ပါကျွန်တော်ကပြန်ပေးလိုက်တယ်ဘာကြောင့်ဒီနေ့မရတာလဲသူကပြောတယ်ဒီနေ့ငွေသားမလုံတော့ဘူးဒီနေ့လူတွေငွေအများကြီးထုတ်သွားလို့ငွေကုန်နေတယ်ကျွန်တော်ကချက်ချင်းပြန်ပေးလိုက်တယ်ဒါဆိုဘက်ကခုနက9သိန်းယွမ်ထုတ်သွားတာကြတော့ငွေကဘယ်ကရလာတာလဲမန်နေဂျာကခဏတိတ်သွားတယ်ဘန်ထဲကလူတွေကလည်းတဖြည်းဖြည်းစကားပြောလာကြတယ်ဟုတ်သားပဲခုနကဘက်ကလည်းကြိုတင်မမဘူးလေဒါ2မျိုးဆန်လုံးပဲပတ်စံရှိရင်ဘရင်မရှိရင်အပြင်လားလူတွေစကားပြောလာတာကိုကြားတော့မန်နေဂျာရဲ့မျက်နှာကမကောင်းတော့ဘူးသူကဒေါသနဲ့ခင်ဗျားကကျွန်တော်တို့ဘန်ရဲ့စီးမြင့်ကိုစိန်ခေါ်နေတာလားကျွန်တော်ကအေးဆေးပဲပြန်ပြောလိုက်တယ်ကျွန်တော်ကအမှန်တရားကိုပြောနေတာပါဒီစီးမြင့်ကတာမန်ဖောက်တယ်တွေအပေါ်မတရားဘူးကျွန်တော်ကြီးကြပ်ရေးအဖွဲ့ကိုတိုင်မယ်မန်နေဂျာကရေးလိုက်ပြီးတိုင်ချင်ရင်တိုင်လိုက်ဒီနေ့တော့ဘလို့မှငွေမရဘူးပြောပြီးလှည့်ထွက်သွားတယ်လုံခြုံရေးဝန်ထမ်းတွေကကျွန်တော်တို့ကိုထပ်ပြီးဝိုင်းလာကြတယ်တယောက်ကလက်ထဲကတုတ်ကိုထုတ်လိုက်ပြီးမထွက်ရင်အတင်းထုတ်မယ်လို့ချင်းချောက်တယ်အဲ့ဒီအချိန်မှာရုတ်တရက်အဖိုးကိုတယောက်မတက်ရက်လိုက်တယ်ကျွန်တော်လည်းငွေထုတ်မရဘူးငွေကိုအနှစ်20စုထားတာကိုပတ်စံကိုထုတ်တာကို3ရက်ဆောင်ခိုင်းတယ်အကြောင်းပြချက်ပါရေးခိုင်းတယ်ဘသူကသူတို့ကိုဒီလိုအာဏာပေးထားတာလဲအဲ့ဒီနောက်ကိုဝင်ဆောင်အမျိုးသမီးတယောက်လည်းထွက်လိုက်တယ်ကျမလည်းဒီလိုပဲကလေးအတွက်ဆေးရုံငွေချေဖို့ထုတ်မလို့ကိုမပေးဘူးကျမလိမ့်လေခံရမှာကိုစိုးရိမ်နေတဲ့ကျမခင်ပွန်းကအပြင်မှာစောင့်နေတာနောက်ထပ်လူတွေတယောက်ပြီးတယောက်ထလာကြတယ်ဗစ်ဘရီကချက်ချင်းထုတ်လို့ရတယ်ကျွန်တော်တို့ကဘာလို့မရတာလဲကျွန်တော်တို့ရဲ့ငွေကငွေမဟုတ်ဘူးလားတဖြည်းဖြည်းနဲ့လူတွေအများကြီးဝိုင်းပြောလာကြတယ်လုံခြုံရေးဝန်ထမ်းတွေတောင်ဘာလို့ရမှန်းမသိတော့ဘူးမန်နေဂျာကျန်းရဲ့မျက်နှာကလည်းစိမ့်သွားတယ်ကျွန်တော်ကသူ့ကိုကြည့်ပြီးပြောလိုက်တယ်မြင်လားမကျေနပ်တာကျွန်တော်တယောက်တည်းမဟုတ်ဘူးမန်နေဂျာကဘာမှမပြောဘဲအပေါ်ထက်ကိုတက်သွားတယ်ခဏအကြာမှာအသက်50ကျော်လောက်ရှိတဲ့လူတယောက်ဆင်းလာတယ်သူကဌာနခွဲရဲ့အထွေထွေမန်နေဂျာကြောက်ကြံကိုဖြစ်တယ်သူဆင်းလာတာနဲ့ဘန်တစ်ခုလုံးတိတ်ဆိတ်သွားတယ်သူကအတန်မမာနဲ့ဘသူကပြဿနာရှာနေတာလဲလို့မေးတယ်ကျွန်တော်ရှေ့ထွက်ပြီးပြောလိုက်တယ်ကျွန်တော်38888ရွမ်ထုတ်ချင်တာကိုမထုတ်ပေးဘူးကြောက်ကြံကိုကအေးဆေးပြောတယ်မထုတ်ပေးတာမဟုတ်ဘူးကြိုတင်စရင်ပေးခိုင်းတာကျွန်တော်မေးလိုက်တယ်ဘာကြောင့်ဒီလိုစီးမြင့်ရှိတာလဲသူကပြန်ဖြေတယ်ဗစ်တွေကပတ်စံများကြီးအပ်ထားတယ်ဒါကြောင့်ပိုကောင်းတဲ့ဝန်ဆောင်မှုရတင်တယ်အဲ့ဒါဘာမှမမှားဘူးကျွန်တော်ကဥပဒေကိုကိုးကားပြီးပြောလိုက်တယ်ဘန်ဥပဒေအရဖောက်တွေကိုခွဲခြားဆက်ဆံခွင့်မရှိဘူးတရားဝင်ငွေထုတ်တာကိုညှင်းလို့လည်းမရဘူးကြောက်ကြံကိုကကျွန်တော်ကိုကြည့်ပြီးရဲလိုက်တယ်ဥပဒေသိတာကောင်းပါတယ်ဒါပေမဲ့ဘန်ကပုဂ္ဂလိကလုပ်ငန်းဆိုတာသိလားကျွန်တော်တို့စီးမြင့်ကိုကျွန်တော်တို့ပဲတတ်မှတ်တယ်မကျေနပ်ရင်တရားရုံးသွားဒါမှမဟုတ်ကြီးကြပ်ရေးအဖွဲ့ကိုသွားတိုင်းဘာလုပ်ချင်လို့ဒီနေ့တော့ငွေမရဘူးကျွန်တော်ကစိတ်ကိုထိန်းထားပြီးထပ်ပြောလိုက်တယ်ကျွန်တော်လိုချင်တာကကိုပတ်စံကိုကိုထုတ်ချင်တာပဲဘာကြောင့်မထုတ်ပေးနိုင်တာလဲကြောက်ကြံကိုကမျက်နှာတင်းတင်းနဲ့ပြန်ပြောတယ်ပြောပြီးသားပဲ3ရက်ကြိုတင်စရင်ပေးရမယ်အဲ့ဒီအချိန်မှာလူတယောက်ကအလင်းလိုနေပြီးပြောလာတယ်ကျွန်တော်ကလေးစေးုံတက်နေရတယ်ဒီနေ့ပဲငွေလိုတယ်3ရက်ဘယ်လိုစောင့်ရမလဲကြောက်ကြံကိုကအေးဆက်ဆက်ပြန်ဖြေတယ်အဲ့ဒါခမ ्या ကိစ္စပဲဘန်ကခမ ्या အိမ်မဟုတ်ဘူးခမ ्या အလိုကြလုပ်ပေးရမယ့်တာဝန်မရှိဘူးပြီးတော့လူတိုင်းကြောက်အောင်ပြောလိုက်တယ်ဒီစီးမြင့်ကိုမကြိုက်ရင်တခြားဘန်သွားအပ်ပါကျွန်တော်တို့ဘန်ကဘသူ့ကိုမှမတောင်းပန်ဘူးဒီစကားကိုကြားလိုက်တာနဲ့ဘန်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ဝမ်လဲကတော့အဲ့ဒီစကားကိုကင်မရာနဲ့အပြည့်အစုံမှတ်တမ်းတင်ထားတယ်ကျွန်တော်ကကြောက်ကြံကိုစိုက်ကြည့်ပြီးမေးလိုက်တယ်ဒါဆိုတာမန်ဖောက်တယ်တွေကိုမလိုချင်ဘူးလို့ဆိုလိုတာလားသူကချက်ချင်းညင်းတယ်ငါအဲ့ဒီလိုမပြောဘူးကျွန်တော်ကဖုန်းကိုထုတ်ပြီးအတန်ဖမ်းထားတာဖွင့်ပြလိုက်တယ်အတန်ထဲမှာသူပြောထားတဲ့စကားကရှင်းရှင်းလင်းလင်းထွက်လာတယ်မကြိုက်ရင်တခြားပန်သွားပါငါတို့ဘသူ့ကိုမှမတောင်းပန်ဘူးကြောက်ကြံကိုရဲ့မျက်နှာချက်ချင်းပြတ်သွားတယ်မင်းအတန်ဖမ်းထားတာလားချက်လိုက်လို့ဒေါသတကြီးអော်ပြီးကျွန်တော်စီအေးလာကဖုန်းကိုလူဖို့ကြိုးစားတယ်ကျွန်တော်ကနောက်ကိုဆုတ်လိုက်ပြီးဝမ်လဲကအလဲကဝင်ကလက်မထိနဲ့အားလုံးဗီဒီယိုရိုက်ထားတယ်လို့ပြောလိုက်တယ်ကြောက်ကြံကိုကကင်မရာကိုမြင်တော့ခြေလမ်းရက်သွားတယ်အဲ့ဒီအချိန်မှာဘန်ထဲကလူတွေအားလုံးသူ့ကိုစိုက်ကြည့်နေကြတယ်ကြောက်ကြံကိုကအတန်မမာနဲ့ပြောလိုက်တယ်ငွေထုတ်ချင်ရင်စီးမြင့်တိုင်းလို့3ရက်ကြိုတင်စရင်ပေးလိုအပ်တဲ့စာရွက်စာတမ်းအပြည့်စုံယူလာတခုခုမပြည့်စုံရင်ငွေမထုတ်ပေးဘူးကျွန်တော်ကပြန်ပေးလိုက်တယ်ဒီစီးမြင့်ကမတရားဘူးဆိုတာမထင်ဘူးလားသူကချက်ချင်းပြန်ဖြေတယ်တရားလားမတရားလားဆိုတာမင်းဆုံးဖြတ်ရမှာမဟုတ်ဘူးဒါကဘန်ရဲ့စီးမြင့်ဗစ်တွေကပတ်စံများများအထားလို့ပိုကောင်းတဲ့ဝန်ဆောင်မှုရတာတဘာဝပဲပြီးတော့လူတွေကိုကြည့်ပြီးထပ်ပြောလိုက်တယ်ပတ်စံနည်းနည်းပဲအထားပြီးဝန်ဆောင်မှုလိုချင်သေးတာလားပတ်စံမရှိရင်စီးမြင့်တိုင်းလို့တောင်းစားတယ်လို့မအော်နဲ့ဒီစကားတွေကြားလိုက်တာနဲ့ဘန်ထဲကလူတိုင်းငြိမ်သက်သွားတယ်အဖိုးအိုကခေါင်းငုံသွားတယ်ကိုဝင်ဆောင်မျိုးသမီးကလည်းမျက်ရည်ကျလာတယ်လူအများစုကဘာမှမပြောတော့ပဲထိုင်နေကြတယ်ကျွန်တော်တယောက်ထဲသာမတက်ရက်နေခဲ့တယ်ကြောက်ကြံကိုကကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်ကဲအခုတော့လက်လျှော့ပြီလားဒါပေမဲ့ကျွန်တော်မတုံ့ပြန်ဘူးစိတ်ထဲမှာတော့အမေကိုတတိယနေတယ်အမေကအသက်60ပြည့်တော့မယ်တဘောကလုံးချွေတာပြီးနေခဲ့တာရွှေလက်ကောက်တကွင်းတောင်မဝက်ဖူးဘူးကျွန်တော်လိုချင်တာကအမေကိုဝင်းနေလက်ဆောင်ဝယ်ပေးဖို့ပဲဒါပေမဲ့အဲ့ဒီဆန္ဒလေးကိုတော့ဒီဘန်ကနင်းချေလိုက်တယ်လို့ခံစားရတယ်ကျွန်တော်ခေါင်းမော့ပြီးကြောက်ကြံကိုကြည့်လိုက်တယ်ကျွန်တော်လက်မလျှော့ဘူးပြောပြီးဖုန်းကိုထုတ်က130ကိုခေါ်လိုက်တယ်ဟယ်လိုကျွန်တော်အမှုတိုင်ချင်ပါတယ်ဒီဘန်ကကျွန်တော်ပတ်စံကိုထုတ်မပေးဘူးဒါဟာကျွန်တော်ပိုင်ဆိုင်မှုကိုမတရားတားဆီးထားတာလို့ထင်ပါတယ်ရဲဘက်ကပြန်ဖြေတယ်နားလည်ပါပြီရဲတပ်ဖွဲ့ချက်ချင်းလွတ်ပေးပါမယ်ကျွန်တော်130ကိုဖုန်းဆက်ပြီးတာနဲ့ကြောက်ကြံကိုကလောင်ရဲလိုက်တယ်ရဲခေါ်လဲအကျိုးမရှိဘူးသူတို့လည်းမင်းကို3ရက်ကြိုတင်စရင်ပေးခိုင်းပါပဲရဲကမင်းကိုကူညီနိုင်မယ်ထင်နေလားကျွန်တော်ဘာမှမပြန်ပြောပဲရဲရောက်လာတာကိုစောင့်နေလိုက်တယ်10မိနစ်လောက်ကြာတော့ရဲ2ယောက်ရောက်လာတယ်အမျိုးသားရဲ1ယောက်နဲ့အမျိုးသမီးရဲ1ယောက်အမျိုးသားရဲကမေးတယ်ဘသူတိုင်တာလဲကျွန်တော်ပါသူကမေးခွန်းတွေဆက်မေးလာတယ်ဘာဖြစ်တာလဲကျွန်တော်ဖြစ်စဉ်အားလုံးကိုအဆအဆုံးရှင်းပြလိုက်တယ်ထုတ်ချင်တဲ့ငွေဘယ်လောက်လဲ38888ရွမ်ဘန်ကဘာပြောလဲ3ရက်ကြိုတင်စရင်ပေးရမယ်ဘာအတွက်3မလဲရေးရမယ်အထောက်ထားတင်ရမယ်လို့ပြောပါတယ်ရဲကကြောက်ကြံကိုဘက်လှည့်ပြီးမေးတယ်အဲ့ဒါအမှန်ပဲလားကြောက်ကြံကိုကခေါင်းညစ်ပြီးဟုတ်ပါတယ်ဒါကကျွန်တော်တို့ဌာနခွဲရဲ့စီးမြင့်ပါလို့ဖြေတယ်ပြီးတော့ဝန်ထမ်းကိုစီးမြင့်စာရွက်ယူလာခိုင်းတယ်စာရွက်ပေါ်မှာရေးထားတာက3000ရွမ်အထက်ငွေထုတ်လျင်3ရက်ကြိုတင်စရင်ပေးရမည်ငွေထုတ်ရခြင်းဤရည်ရွယ်ချက်ကိုရေးသားရမည်ရဲကစာရွက်ကိုဖတ်ပြီးပြန်ပေးလိုက်တယ်ပြီးတော့ကျွန်တော်ကိုလှည့်ကြည့်ပြီးပြောတယ်သူတို့မှာစီးမြင့်ရှိတယ်ခင်ဗျားလည်းလိုက်နာလိုက်ပါကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်ဒီစီးမြင့်ကဥပဒေနဲ့မကိုက်ဘူးဘန်ဥပဒေအရငွေထုတ်ခွင့်ကိုမတားနိုင်ဘူးဗက်နဲ့တာမန်ဖောက်တွေကိုခွဲခြားဆက်ဆံလို့လည်းမရဘူးရဲကခေါင်းခါပြီးပြောတယ်သူတို့ငွေမထုတ်ပေးဘူးလို့မပြောဘူးလေ3ရက်နေရင်ထုတ်ပေးမယ်လို့ပြောတာပဲဒါကလုပ်ငန်းလုပ်ထုံးလုပ်နည်းပဲကျွန်တော်မကျေနပ်ပဲပြန်ပေးလိုက်တယ်
ဒါဆို VIP တွေကြတော့ဘာလို့မဆောင်ရတာလဲရဲကအေးစစ်စစ်ပြန်ဖြေတယ် VIP ဆိုတော့အထူးဝန်ဆောင်မှုရတာပေါ့စားတောက်ဆိုင်မှာလဲတာမန်ခုံနဲ့ပဲအခန်းကမတူဘူးမဟုတ်လားကျွန်တော်ဒေါသထွက်ပြီးပြောလိုက်တယ်ဒါကိုခင်ဗျားတို့တရားမျှတတယ်လို့ထင်လားရဲကပြန်ဖြေတယ်တရားမျှတလားမမျှတလားဆိုတာကျွန်တော်တို့ဆုံးဖြတ်တာမဟုတ်ဘူးဥပဒေချိုးဖောက်ထားတာပဲကြည်တာသူတို့မှာစီးမြင့်ရှိတယ်ခင်ဗျားလဲလိုက်နာလိုက်3ရက်နေရင်ပြန်လာထုတ်ကျွန်တော်ထပ်ပြောလိုက်တယ်ကျွန်တော်ဒီနေ့ပဲလို့တယ်ရဲကပခုံးတုံပြီးသူတို့မှာငွေသားမရှိဘူးဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်ချက်ချင်းပြန်မေးလိုက်တယ်ဒါဆိုခုနကဘက်က9သိန်းယွန်ထုတ်သွားတာကဘာလဲသူကြိုတင်စည်ရင်ပေးထားတာဖြစ်မယ်ရဲကပြောတယ်ကျွန်တော်ကောင်းခါလိုက်တယ်မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်မြင်ခဲ့တယ်ရဲကတက်ပြင်းချပြီးဒီကိစ္စကိုကျွန်တော်တို့ဝင်မစွက်နိုင်ဘူးဒါကဘဏ်ရဲ့အတွင်းရေးကိစ္စမကျေနပ်ရင်ကြီးကြပ်ရေးအဖွဲ့ကိုတိုင်လိုက်ကျွန်တော်မကျေနပ်စွာပြောလိုက်တယ်ဒါဆိုခင်ဗျားတို့ဒီနေ့လာတာကဒီမတရားတဲ့စီးမြင့်ကိုကျွန်တော်လက်ခံအောင်ဖိအားပေးဖို့ပေါ့ရဲကမျက်နှာတင်းပြီးပြန်ပြောတယ်ဘာကိုမတရားတာလဲသူတို့မှာစီးမြင့်ရှိတယ်လိုက်နာလိုက်ရင်ပြီးတာပဲဒီနေ့ငွေမရှိဘူးဆိုရင်ဘာလုပ်ပေးရမလဲငါတို့ကဘဏ်ကိုတပြတိုက်ပြီးငွေယူပေးရမှာလားအဲ့ဒီစကားကြောင့်ဘဏ်ထဲကလူတွေအားလုံးကျွန်တော်ကိုကြည့်နေကြတယ်ဘဏ်ရဲ့ဖိအားရဲရဲ့သဘောထားစနစ်တစ်ခုလုံးရဲ့မမျှတမှုကိုခံစားလိုက်ရတယ်ကျွန်တော်တက်ပြင်းရှိရှိချလိုက်ပြီးနားလဲပါပြီလို့သာပြောနိုင်ခဲ့တယ်ပြီးတော့လှည့်ထွက်လာခဲ့တယ်ဝမ်လဲကကျွန်တော်နောက်ကမြန်လိုက်လာတယ်ကျွန်တော်တို့ဘဏ်အပြင်ကိုထွက်လာတဲ့အခါကြောက်ကြံ့ကိုကတကားဝမှာရက်ပြီးအနိုင်ရသူလို့ပြုံးနေတယ်သူကလှောင်ပြောင်းတယ်လို့ပြောလိုက်တယ်ကောင်လေးလူဖွဲ့စည်းဆိုတာမင်းထင်တယ်လို့မလွယ်ဘူးကျွန်တော်သူ့ကိုလှည့်ကြည့်ပြီးအေးစစ်စစ်ပြန်ဖြေလိုက်တယ်ဟုတ်ပါတယ်လူဖွဲ့စည်းကမလွယ်ဘူးဒါပေမဲ့အဲ့ဒီလိုမလွယ်လို့ပဲဥပဒေဆိုတာရှိနေတာပြောပြီးဖုန်းထုတ်ကဝမ်လဲရိုက်ထားတဲ့ဗီဒီယိုကိုဖွင့်လိုက်တယ်ပြီးတော့လူမှုကွန်ရက်ပေါ်တင်လိုက်တယ်စာတန်းကငါတန်းထုတ်ပေးနိုင်စွမ်းမရှိရင်ဘန်လာမဖွင့်နဲ့လို့ရေးပြီးဘန်ရဲ့တီနေရာကိုပါထည့်လိုက်တယ်တင်လိုက်ပြီးဆိုတာနဲ့ကြောက်ကြံ့ကိုရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်မင်းဘာလုပ်လိုက်တာလဲအခုချက်ချင်းဖြတ်လိုက်ကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်ခင်ဗျားပဲမကျေနပ်ရင်သွားတိုင်လို့ပြောခဲ့တာမဟုတ်လားကျွန်တော်ကအခုလူဖွဲ့စည်းကိုတိုင်နေတာမဖြတ်ဘူးပြောပြီးလှည့်ထွက်လာခဲ့တယ်ဖုန်းကတုံခါလာတယ်မိနစ်အနည်းငယ်အတွင်းပဲမိုက်တွေတက်လာတယ်ခါမတွေမရက်မနာဝင်လာတယ် share လုပ်တဲ့သူတွေတဖြည်းဖြည်းများလာတယ်ညနေအိမ်ပြန်ရောက်တဲ့အချိန်မှာဗီဒီယိုကို share လုပ်သူ1000ကျော်သွားပြီး trending ထဲတောင်ဝင်သွားတယ်ခါမတွေထဲမှာကျွန်တော်လည်းဒီလိုပဲကြုံဘူးတယ်9000ထုတ်တာတောင်စာရွက်တွေအများကြီးတောင်းတယ် VIP တွေကဘရင်တာမန်ဖောက်တယ်တွေကကြုံလို့ဆက်ဆံခံရတာလားဒါကဘဏ်ဝင်ဆောင်မှုလားကြီးကြပ်ရေးအဖွဲ့ကိုတိုင်ထားတယ်လို့ရေးထားကြတယ်သတင်းမီဒီယာတွေကလည်းစိတ်ဝင်စားလာကြတယ်ဝမ်လဲအလုပ်လုပ်တဲ့သတင်းစာကပထမဆုံးသတင်းတင်လိုက်တယ်ငွေထုတ်ချင်သည့်ဖောက်တီကိုဘဏ်ကအခက်တွေ့စေခဲ့နောက်သတင်းတစ်ပုဒ်မှာဘဏ်မန်နေဂျာငါးတမ်းမအပ်ထားရင်ပါဆက်ပိတ်ထားလို့ကောင်းစင်တက်ထားတယ်တခြားသတင်းဌာနတွေကလည်းဆက်တိုက်ရေးသားလာကြတယ်ကျွန်တော်ဖုန်းကမနာတော့ဘူးသတင်းထောက်တွေကတယောက်ပြီးတယောက်ဖုန်းဆက်လာကြတယ်မင်္ဂလာပါခင်ဗျားကကိုလင်းဟုတ်ပါသလားကျွန်တော်တို့ရုပ်သံဌာနကပါအင်တာဗျူးလုပ်ချင်ပါတယ်ကျမတို့သတင်းဌာနကပါဖြစ်စဉ်ကိုအသေးစိတ်ပြောပြပေးနိုင်မလားကျွန်တော်အားလုံးကိုလက်ခံလိုက်တယ်အတန်ဖန်ထားတာဗီဒီယိုရိုက်ထားတာအဖြစ်ပြအားလုံးကိုပေးလိုက်တယ်ညနေ3 နာရီမှာဘဏ်ဘက်ကကြေညာချက်ထုတ်လာတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေသောဖြစ်ရပ်နှင့်ပတ်သက်၍ဘဏ်အနေဖြင့်အလေးထားစုံစမ်းစစ်ဆေးနေပါသည်အမှားတွေ့ရှိပါကထိရောက်စွာအရေးယူပါမည်ထောက်တီကိုဗဟိုပြုသောဝန်ဆောင်မှုကိုဆက်လက်ကျင့်သုံးပါမည်ဒါပေမဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်လုံးမှမပါတာကိုကျွန်တော်သတိထားမိတယ်အွန်လိုင်းကလူတွေကလည်းမကျေနပ်ကြဘူးစုံစမ်းမယ်ပဲပြောတယ်တောင်းပန်တာမရှိဘူးတက်တေအကုန်ရှိနေပြီဘာထက်စုံစမ်းအောင်မလဲမန်နေဂျာကိုအလုပ်ထုတ်လိုက်ဒီကိစ္စကိုမမေ့ကြနဲ့ဆက်ရှက်လုပ်ကြညနေ9 နာရီမှာဘဏ်ကိုကြီးကြပ်တဲ့အဖွဲ့အစည်းကလည်းကြေညာချက်ထုတ်လိုက်တယ်ဒီကိစ္စကိုသိရှိထားပြီးဖြစ်ပါတယ်လက်ရှိစစ်ဆေးနေပါတယ်ဥပဒေချိုးဖောက်မှုတွေ့ရှိပါကအရေးယူပါမည်ည9 နာရီလောက်မှာတော့မသိတဲ့ဖုန်းနံပါတ်တစ်ခုကကျွန်တော်စီခေါ်လာတယ်ကျွန်တော်ဖုန်းကိုကင်လိုက်တော့တစ်ဖက်ကလူတစ်ယောက်ကရင်ရင်ကြီးကြီးပြောလာတယ်မင်္ဂလာပါကိုလင်းကျွန်တော်ကထိန်ခွေးပန်ရဲ့ဒုတိယထွေထွေမန်နေဂျာပါဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်ဘဏ်ကိုစားအနုညွတ်တောင်းပန်ပါတယ်အဆင်ပြေရင်ကျွန်တော်ကိုယ်တိုင်လာတောင်းပန်ချင်ပါတယ်ကျွန်တော်အေးဆေးဆေးပြန်ပြောလိုက်တယ်မလိုပါဘူးကျွန်တော်လိုချင်တာတစ်ခုပဲရှိတယ်ကျွန်တော်ပတ်စံကိုပြန်ထုတ်ခွင့်ပေးပါဒုမန်နေဂျာကချက်ချင်းပြန်ဖြေတယ်အဲ့ဒီကိစ္စစိတ်မပူပါနဲ့မနေ့ပြန်ခမရရဲ့38888ရွမ်ကိုကြိုတင်စည်ရင်မလို့စာရွက်စာတမ်းမလို့ပဲလာထုတ်နိုင်ပါတယ်အချိန်မရွေးလာနိုင်ပါတယ်ကျွန်တော်မေးလိုက်တယ်ဒါဆိုကြောက်ကြံ့ကိုကရောသူကဖြေတယ်ဘလော့ဆယ်စုံစမ်းစစ်ဆေးနေပါတယ်ရလက်ကိုရက်အနှဲငယ်အတွင်းထုတ်ပြန်ပါမယ်ကျွန်တော်ကောင်းခါလိုက်တယ်ဒါမလုံလောက်ဘူးဒီနေ့ဘဏ်မှာကျွန်တော်တယောက်တည်းမဟုတ်ဘူးအဖိုးကိုဝင်ဆောင်မျိုးသမီးတခြားဖောက်တယ်တွေအများကြီးလဲမတရားဆက်ဆံခံရတယ်သူတို့ကိုလည်းတောင်းပန်ရမယ်ဒီစီးမြင့်တွေကိုလည်းပြင်ရမယ်ဒုမန်နေဂျာကပြန်ပြောတယ်စိတ်ချပါသူတို့ကိုလည်းဆက်သွယ်ပြီးဖြေရှင်းပေးပါမယ်ကျွန်တော်ထပ်ပြောလိုက်တယ်နောက်ထပ်တောင်းဆိုချက်တစ်ခုရှိသေးတယ်ခင်ဗျားတို့အမားကိုတရားဝင်ခံရမယ်ဘက်နဲ့တာမန်ဖောက်တွေကိုခွဲခြားဆက်ဆံခဲ့တာကိုဝန်ခံရမယ်အဲ့ဒီစီးမြင့်ကိုဖျက်သိမ်းရမယ်ဒုမန်နေဂျာကခဏတိတ်သွားပြီးဒီကိစ္စကနည်းနည်းခက်ပါတယ်လို့ပြောတယ်ကျွန်တော်ချက်ချင်းပြန်ဖြေလိုက်တယ်ဒါဆိုဒီသတင်းကိုဆက်ကြည့်သွားအောင်လုပ်လိုက်မယ်ကျွန်တော်မှမထုတ်ရသေးတဲ့အတန်ဖိုင်ဗီဒီယိုတက်တေအထောက်ထားတွေအများကြီးရှိသေးတယ်တစ်ဖက်ကအတန်ကအနှဲငယ်တင်းမာသွားတယ်ခဏအကြာမှသူပြန်ပြောတယ်ကောင်းပါပြီမနေ့ပြန်နေ့လယ်မှာဘဏ်ကတရားဝင်ကြေညာချက်ထုတ်ပါမယ်ဒီလိုဆိုအဆင်ပြေမလားကျွန်တော်ပြန်ဖြေလိုက်တယ်စကားပဲမဟုတ်ဘူးတကယ်လောက်တာကိုမြင်ကျင်တယ်ဒုမန်နေဂျာကထပ်ပြီးကြိပေးပြီးဖုန်းချသွားတယ်ဖုန်းချပြီးတော့ကျွန်တော်ဆိုပါပေါ့ထိုင်ချလိုက်တယ်တကူလုံးပင်ပန်းနွမ်းနေပြီဝမ်လဲကပခုံးကိုပုတ်ပြီးပြောတယ်မင်းတကယ်တော်တယ်ဘန်လိုအဖွဲ့အစည်းကိုဒီလောက်ထိဖိအားပေးနိုင်တာရှားတယ်ဒါပေမဲ့သူကဆက်ပြောတယ်ဒါပေမဲ့တိတ်မမျော်လင့်နဲ့ကြောက်ကြံ့ကိုအများဆုံးတခြားဌာနကိုပြောင်းပေးတာလောက်ပဲဖြစ်နိုင်တယ်ဒီလိုလူတွေကနာမည်ပြောင်းပြီးပြန်ပေါ်လာတတ်တယ်ကျွန်တော်ပြန်ဖြေလိုက်တယ်အခုတော့လူတိုင်းစောင့်ကြည့်နေတာဒီတစ်ခါသူတို့မလွယ်တော့ဘူးဝမ်လဲကခေါင်းညှိလိုက်တယ်မျော်လင့်တာပေါ့အဲ့ဒီအချိန်မှာဖုန်းထပ်မိလာတယ်ဒီတစ်ခါတော့အမေဆက်တာဟယ်လိုအမေတားရီအမေသတင်းထဲမှာမြင်လိုက်တယ်တားအဆင်ပြေရဲ့လားကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်အမေကျွန်တော်အဆင်ပြေပါတယ်အမေကအတန်တုံတုံနဲ့ပြောတယ်ပတ်စံကိစ္စကိုမစင်စားနဲ့တော့အမေအတွက်ရွှေလက်ကောက်မဝယ်နဲ့တော့ငါတို့ကတာမန်လူတွေပဲသူတို့ကိုမရှင်းနိုင်ဘူးကျွန်တော်ခဏတိတ်နေပြီးပြောလိုက်တယ်အမေမနေ့ပြန်စောင့်ကြည့်ပါကျွန်တော်အဲ့ဒီရွှေလက်ကောက်ကိုအမေလက်မှာကိုယ်တိုင်ဝတ်ပေးမယ်နောက်တနေ့မနေ့မှာကျွန်တော်ဘန်ကိုထပ်သွားလိုက်တယ်ဒီတစ်ခါတော့ဘန်ရှိမှာသတင်းထောက်တွေအများကြီးစောင့်နေကြတယ်ကျွန်တော်ကိုမြင်တာနဲ့ဝိုင်းလာပြီးမိကုန်းတွေမေးကြတယ်ဒီနေ့ငွေလာထုတ်တာလားဘန်ရဲ့တောင်းပန်မှုကိုကျင်းနေရလားနောက်ထပ်ဘာလုပ်မလဲကျွန်တော်ဘာမှမဖြစ်ပဲဘန်ထဲကိုတန်းဝင်သွားလိုက်တယ်ဒီတစ်ခါဘန်ထဲကအခြေအနေကမနေ့ကနဲ့လုံးဝမတူတော့ဘူး
ဝန်ထမ်းတွေအားလုံးမတက်ရက်ပြီးရင်ကြေးကြိုးဆိုနေကြတယ်မန်နေဂျာကူကျန်းဝေကကျွန်တော်ကိုမြင်တာနဲ့အမြန်လျှောက်လာပြီးကိုလင်းကြွပါခင်ဗျာဝက်ပါခန်းကိုဖိတ်ပါတယ်လို့ပြောတယ်ကျွန်တော်ကောင်းခါလိုက်တယ်မလိုပါဘူးတာမန်ကောင်တာမှာပဲငွေထုတ်မယ်သူကချက်ချင်းပြန်ဖြေတယ်ဟုတ်ကဲ့ဒီဘက်ကိုကြွပါကောင်တာမှာတော့မနေ့ကဝန်ထမ်းမဟုတ်ပဲဝန်ထမ်းအစ်တစ်ယောက်ထိုင်နေတယ်သူမကပြုံးပြီးမေးတယ်မင်္ဂလာပါရှင်ဘာဝန်ဆောင်မှုလိုချင်ပါသလဲကျွန်တော်ပြောလိုက်တယ်38088ရွှန်ထုတ်ချင်ပါတယ်သူမကဘန်ကတ်ကိုယူပြီးရပါတယ်ရှင်ကျေးဇူးပြုပြီးဖမ်းနံပါတ်ရိုက်ပေးပါလို့ပြောတယ်ကျွန်တော်ဖိတ်ရိုက်လိုက်တော့သူမကချက်ချင်းငွေကိုရေတွက်ပေးတယ်9မိနစ်တောင်မကြာလိုက်ပဲ38088ရွှန်အပြည့်စုံကျွန်တော်ရှိရောက်လာတယ်ကျေးဇူးပြုပြီးစစ်ဆေးပါရှင်ကျွန်တော်ငွေကိုရေတွက်ပြီးမှန်ပါတယ်ကျေးဇူးတင်ပါတယ်လို့ပြောပြီးလှည့်ထွက်ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာနောက်ကနေအတန်တန်ကြားလိုက်ရတယ်ကိုလင်းခဏလေးပါကျွန်တော်လှည့်ကြည့်လိုက်တော့မနေ့ကဖုန်းဆက်ခဲ့တဲ့ဒုတိယအထွေထွေမန်နေဂျာနဲ့ဗန်တာဝန်ရှိသူအများကြီးရက်နေကြတယ်သူကပြောတယ်ကျွန်တော်ကဖုန်းထဲမှာပြောခဲ့တဲ့ဒုတိယအထွေထွေမန်နေဂျာပါမနေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုဌာနချုပ်ကအလွန်အရေးထားပါတယ်ဒီနေ့ကိုယ်တိုင်လာပြီးတောင်းပန်ချင်ပါတယ်သူကစာရွက်တစ်စောင်ပေးလိုက်တယ်ကျွန်တော်ဖတ်ကြည့်လိုက်တော့အရေးယူမှုကြေညာချက်တိတ်ကြောက်ကြံ့ကိုဌာနခွဲမန်နေဂျာရာထူးမှဖယ်ရှားပြီးအခြားဌာနသို့ပြောင်းရွှေ့မည်နှစ်ကျန်းဝေကိုအကဲဖြတ်အမှတ်လျှော့ချပြီး bonus 3လဖြတ်တောက်မည်3လီရှိကိုတတိပေးအရေးယူပြီး bonus 1လဖြတ်တောက်မည်4ဌာနခွဲဤ3000ရွှန်ကျော်ငွေထုတ်လျင်ကြိုတင်စည်ရင်းပေးရမည်ဆိုသည့်စီးမြင့်ကိုချက်ချင်းဖြတ်သိမ်းမည်5ဝန်ထမ်းအားလုံးကိုဝန်ဆောင်မှုဆိုင်ရာပြန်လည်လေ့ကျင့်သင်ကြားမည်ကျွန်တော်စာကိုဖတ်ပြီးကောင်းမော့ကမေးလိုက်တယ်ကြောက်ကြံ့ကိုကမှလည်းဒုမန်နေဂျာကပြန်ဖြေတယ်ဌာနချုပ်မှာစုံစမ်းစစ်ဆေးခံနေရပါတယ်အချိန်ကြာကြီးလုပ်ခဲ့တဲ့ဝန်ထမ်းဖြစ်လို့အလုပ်တော့မထုတ်သေးပါဘူးပြုပြင်ခွင့်တစ်ချိန်ပေးချင်ပါတယ်ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်မလုံလောက်ဘူးသူကဖောက်တယ်တွေကိုခွဲခြားဆက်ဆံခဲ့တယ်ဖောက်တယ်ရဲ့အခွင့်အရေးကိုချိုးဖောက်ခဲ့တယ်ဒီလောက်နဲ့အလုပ်မထုတ်ဘူးလားဒုမန်နေဂျာကအားနာတဲ့မျက်နှာနဲ့ပြောတယ်နားလည်ပေးပါအပြစ်ရှိပေမဲ့အလုပ်ထုတ်ရမယ့်အဆင့်တော့မဟုတ်သေးပါဘူးကျွန်တော်သတင်းထောက်တွေကိုတက်ကြည့်ပြီးပြန်မေးလိုက်တယ်မနေ့ကကျွန်တော်မှာအတန်ဖိုင်ဗီဒီယိုတက်တယ်မရှိခဲ့ရင်ခင်ဗျားတို့ကျွန်တော်ကိုဒီလိုမျိုးငွေထုတ်ပေးမှာလားဒုမန်နေဂျာရဲ့မျက်နှာအယောင်ပြောင်းသွားတယ်ပတ်ဝန်းကျင်ကသတင်းထောက်တွေရဲ့ကင်မရာတွေကလည်းသူ့ဘက်ကိုပဲချိန်ထားကြတယ်ကျွန်တော်ကဒုတိယထွေထွေမန်နေဂျာကိုတီတီငင်ငင်ပြောလိုက်တယ်ကြောက်ကြံ့ကိုအလုပ်ထုတ်ရမယ်ပြီးတော့အများပြည်သူရှေ့မှာတရားဝင်တောင်းပန်ရမယ်အဲ့ဒီလိုမလုပ်ရင်ဒီကိစ္စဒီမှာမပြီးသေးဘူးဒုတိယထွေထွေမန်နေဂျာကအနှဲငယ်စိတ်မသက်မသာဖြစ်ပြီးပြောတယ်ကိုလင်ဒီလိုတော့ကျွန်တော်ကသူ့စကားကိုဖျက်ပြီးပြောလိုက်တယ်ကျွန်တော်ကကို့အခွင့်အရေးကိုကာကွယ်နေတာပါမနေ့ကခင်ဗျားတို့လည်းစီးမြင့်အတိုင်းဆိုပြီးပြောခဲ့တာပဲဒီနေ့တော့ကျွန်တော်အခွင့်အရေးကိုကျွန်တော်တောင်းဆိုနေတာဒုတိယထွေထွေမန်နေဂျာကခဏစဉ်းစားပြီး3ရက်လောက်အချိန်ပေးပါဌာနချုပ်နဲ့တိုင်ပင်ရအောင်မယ်ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်3ရက်မပေးနိုင်ဘူးမဟုတ်ရင်ဒီစာရွက်ကိုအင်တာနက်ပေါ်တင်လိုက်မယ်ပြည်သူတွေကိုပဲဆုံးဖြတ်ခိုင်းမယ်ကျွန်တော်ဖုန်းကိုမြှောက်ပြလိုက်တာနဲ့ဒုတိယထွေထွေမန်နေဂျာရဲ့မျက်နှာหนีရဲသွားတယ်သူကပြောတယ်ခင်ဗျားကျွန်တော်တို့ကိုချင်းချောက်နေတာလားကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်မဟုတ်ဘူးညှိနှိုင်းနေတာမနေ့ကခင်ဗျားတို့လည်းကျွန်တော်ကိုမကြိုက်ရင်တခြားပန်သွားလို့ပြောခဲ့တာပဲအခုတော့ကျွန်တော်အလှည့်ပေါ့ဒုတိယထွေထွေမန်နေဂျာကဖုန်းယူပြီးပေးကိုထွက်သွားကဌာနချုပ်ကိုခေါ်လိုက်တယ်ဘန်တစ်ခုလုံးတိတ်ဆိတ်နေတယ်ထောက်တယ်တွေသတင်းထောက်တွေဝန်ထမ်းတွေအားလုံးကသူ့ကိုပဲစောင့်ကြည့်နေကြတယ်ကျွန်တော်ကတော့လက်ထဲမှာ38888ရွှန်ကိုကင်ထားရင်မတက်ရက်နေခဲ့တယ်9မိနစ်လောက်ကြာတော့ဒုတိယထွေထွေမန်နေဂျာပြန်လာတယ်သူကလေးလေးနက်နက်ပြောတယ်ကိုလင်ဌာနချုပ်ကသဘောတူလိုက်ပါပြီကြောက်ကြံ့ကိုအလုပ်ထုတ်မယ်3ရက်အတွင်းအများပြည်သူကိုတရားဝင်တောင်းပန်စေမယ်ကျွန်တော်ကောင်းနေပြီးပြောလိုက်တယ်ကောင်းတယ်ဒါပေမဲ့မပြီးသေးဘူးသူကအန်အော်ပြီးမေးတယ်နောက်ထပ်ဘာရှိသေးလဲကျွန်တော်ကပြောလိုက်တယ်မနေ့ကမတရားဆက်ဆံခံရတဲ့ဖောက်တယ်တွေအဖိုးကိုဝင်ဆောင်မျိုးသမီးနဲ့တခြားသူတွေသူတို့အားလုံးကိုနစ်နာကြေးပေးရမယ်ဒုတိယထွေထွေမန်နေဂျာမျက်လုံးပြူးသွားတယ်နစ်နာကြေးဟုတ်တယ်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက်တယောက်ကိုရွှန်1000စီပေးရမယ်သူကမယုံနိုင်တယ်လို့ပြန်ပြောတယ်ဒါလုံးဝမဖြစ်နိုင်ဘူးမနေ့ကလူ30ကျော်ရှိတယ်တယောက်ကို1000ဆိုရင်တိတ်နဲ့ချီကုန်မယ်ကျွန်တော်ခေါင်းညိတ်ပြီးအေးအေးဆေးဆေးပြောလိုက်တယ်ဒါဆိုဒီကိစ္စကိုဆက်ပြီးသတင်းကြည့်အောင်လုပ်ကြတာပေါ့ပြောပြီးလှည့်ထွက်ဖို့ပြင်လိုက်တယ်ဒုတိယထွေထွေမန်နေဂျာကအမြန်လိုက်လာပြီးပြောတယ်ခဏ9000ရွှန်စီရောကျွန်တော်ချက်ချင်းကောင်းခါလိုက်တယ်1000ပဲတရွှန်တော့မလျှော့ဘူးသူကတက်ပြင်းရှည်ချပြီးကောင်းပါပြီ1000ရွှန်စီပေးပါမယ်ဒါပေမဲ့ဒီကိစ္စဒီမှာပဲအဆုံးသတ်ပေးပါကျွန်တော်ပြန်ဖြေလိုက်တယ်ခင်ဗျားတို့ဂတိအတိုင်းတကယ်လုပ်ရင်ဒီကိစ္စဒီမှာပဲရက်မယ်ဒုတိယထွေထွေမန်နေဂျာကဂတိပေးပြီး3ရက်အတွင်းအားလုံးပြီးအောင်လုပ်ပါမယ်လို့ပြောလိုက်တယ်ကျွန်တော်ဗန်အပြင်ကိုရှောက်ထွက်လာတယ်နေအောင်ကတောက်ပနေတယ်သတင်းထောက်တွေဝိုင်းလာပြီးမေးကြတယ်ဒဏ်ရက်ဖြည့်ရှင်းပုံကိုကျင်းနေရလားနောက်ထပ်ဘာလုပ်ဖို့ရှိသေးလဲကျွန်တော်ခဏရက်ပြီးကင်မရာတွေကိုကြည့်ကစကားတခုံးပဲပြောလိုက်တယ်တာမန်လူတွေလည်းဂုံတိတ်ခါရှိတယ်ဝင်နေလဲဖောက်တယ်ပဲဘန်ဝင်ဆောင်မှုဆိုတာလူချမ်းသာတွေအတွက်ပဲမဖြစ်သင့်ဘူးအဲ့ဒီစကားပြောပြီးကျွန်တော်ဆက်လျှောက်သွားလိုက်တယ်ကင်မရာရှက်တာတန်တွေကတော့နောက်ကနေမရက်မနာထွက်ပေါ်နေစေဖြစ်တယ်3ရက်အကြာတွင်ထိန်ခွေးပန်ကတရားဝင်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်ဌာနခွဲတွင်ဖြစ်ပွားခဲ့သောဖောက်တယ်ဝင်ဆောင်မှုပြဿနာနှင့်ပတ်သက်၍ဘန်အနေဖြင့်အထူးဝမ်းနည်းမိပါသည်ထို့နောက်အရေးယူဆောင်ရွက်မှုများကိုအောက်ပါအတိုင်းကြေညာခဲ့သည်တိတ်ကြောက်ကြံ့ကိုဌာနခွဲမန်နေဂျာဟောင်းကိုအလုံးမှထုတ်ပယ်ပြီးဘန်ဝန်ထမ်းလိုင်စင်ကိုလည်းရုပ်သိမ်းလိုက်သည်နှစ်အကျန်းဝေနှင့်လီရှိတို့အားလစာလျှော့ခြင်းနှင့်စီကံပိုင်းဆိုင်ရာအရေးယူမှုများပြုလုပ်ခဲ့သည်3ဌာနခွဲတွင်တည်တံ့ချမှတ်ထားသောဌာနချုပ်၏စီးမြင့်များနှင့်မကိုက်ညီသည့်စီးမြင့်အားလုံးကိုချက်ချင်းဖျက်သိမ်းလိုက်ပြီးဌာနချုပ်၏စီးမြင့်များကိုသာတင်းတင်းကြပ်ကြပ်လိုက်နာရန်သတ်မှတ်လိုက်သည်4မတင်လျော်သောဝန်ဆောင်မှုကြောင့်ထိခိုက်နစ်နာခဲ့သောဖောက်တဲ့တိုင်းအားလူတဦးလျင်ရွမ်30တူညစီရော်ကြေးပေးမည်5ဘန်တစ်ခုလုံးတွင်3လတာဝန်ဆောင်မှုအရေးသွေးမြင့်တင်ရေးအစီအစဉ်ကိုဆောင်ရွက်ပြီးဖောက်တီကိုဗဟိုပြုသောဝန်ဆောင်မှုကိုအဓိကထားအကောင့်ထဲပေါ်သွားမည်ထို့ပြင်ဘန်ကပြည်သူများနှင့်မီဒီယာများ၏စောင့်ကြည့်အကြံပြုမှုကိုကြိုးဆိုပါသည်ခုလည်းကြေညာခဲ့သည်ထိုကြေညာချက်ထွက်လာသည်နှင့်အင်တာနက်ပေါ်တွင်လူများကချီးကျူးပြောဆိုကြသည်နောက်ဆုံးတော့ဒီလိုမောက်မာတဲ့ဘန်ကိုထိနိုင်တဲ့လူပေါ်လာပြီးတက်တဲ့အထောက်ထားမရှိရင်ဒီလိုရလက်ထွက်လာမှာမဟုတ်ဘူးဒီလိုလူတွေပုံများလာရင်လူတာမန်တွေရဲ့အခွင့်အရေးကိုပိုကာကွယ်နိုင်မယ်နောက်ပိုင်းတွင်သတင်းဌာနများစွာကကျွန်တော်ကိုအင်တာဗျူးလုပ်ဖို့ဆက်သွယ်လာကြပေမဲ့ကျွန်တော်အားလုံးကိုညှင်းဆိုခဲ့တယ်ကျွန်တော်ကြော်ကြားချင်တာမဟုတ်ဘူးကျွန်တော်လိုချင်ခဲ့တာကကျွန်တော်ပတ်စံကိုထုတ်ပြီးအမေအတွက်ရွှေလက်ကောက်ဝယ်ပေးဖို့ပဲအဲ့ဒီနေ့နေ့လယ်မှာကျွန်တော်ရွှေဆိုင်ကိုတွားခဲ့တယ်69.9ရွှေစင်နဲ့ပြုလုပ်ထားတဲ့အလေးချိန်58 gram ရှိတဲ့ရွှေလက်ကောက်တစ်ကွင်းကိုရွှန်26,000နဲ့ဝယ်ခဲ့တယ်ကျန်တဲ့ငွေကိုတော့စာအိတ်ထဲထည့်ထားလိုက်တယ်
အိမ်ပြန်ရောက်တော့အမေကမိဖို့ချောင်းမှာဟင်းချက်နေတယ်အမေကျွန်တော်ကိုမြင်ပြီးပြုံးလာပြန်လာပြီလားတာလာထမင်းစားတော့လို့ပြောတယ်ကျွန်တော်ရွှေလက်ကောက်ကိုထုတ်ပြီးပြောလိုက်တယ်အမေမွေးနေ့မှာပျော်ရွှင်ပါစေအမေအံ့ဩသွားတယ်ဒါကဘာလဲဖွင့်ကြည့်ပါဦးအမေဖွင့်ကြည့်လိုက်တော့ရွှေလက်ကောက်ကိုမြင်ပြီးမျက်ရည်ကျလာတယ်ဟိုသားရဲ့အမေအတွက်တကယ်ဝဲလာတာလားကျွန်တော်ပြုံးပြီးဝစ်ကြည့်ပါဦးလှရဲ့လားလို့ပြောလိုက်တယ်အမေဝစ်ကြည့်ပြီးပြုံးရင်းပြောတယ်လှတယ်အရန်လှတယ်ခဏကြာတော့ကျွန်တော်မေးလိုက်တယ်အမေဒီရက်ပိုင်းကျွန်တော်အတွက်စိတ်ပူနေခဲ့တာမဟုတ်လားအမေခေါင်းညိတ်ပြီးပြောတယ်သတင်းတွေမြင်တော့အရန်ကြောက်သွားတာပေါ့တားဘာဖြစ်သွားမလဲလို့စိတ်ပူနေတာကျွန်တော်ပြုံးပြီးအခုအားလုံးပြီးသွားပါပြီလို့ပြောလိုက်တယ်အမေကတက်ပြင်းချပြီးပြောတယ်ဒါပေမဲ့နောက်ဆိုအဲ့ဒီလိုမလုပ်နဲ့တော့နော်ငါတို့ကတာမန်လူတွေသူတို့ကိုမရှင်းနိုင်ဘူးကျွန်တော်အမေလက်ကိုကင်ပြီးပြန်ပြောလိုက်တယ်အမေတာမန်လူတွေဖြစ်လို့ပဲပို့ပြီးရက်တီရမှာမရက်တီရင်သူတို့ကအမြဲအနိုင်ကျင့်နေမှာရက်တီရင်တော့အနိုင်ရဖို့အခွင့်အရေးရှိတယ်အမေကပြုံးရင်းပြောတယ်အမေသိပါတယ်ဒါပေမဲ့ကိုဂရုစိုက်မယ်လို့ကတိပေးနော်ကျွန်တော်ကောင်းနေလိုက်တယ်ကတိပေးပါတယ်အဲ့ဒီညမှာကျွန်တော်တပတ်ကျော်အတွင်းပထမဆုံးအကြိမ်အေးအေးချမ်းချမ်းအိပ်ပျော်သွားတယ်အိမ်မက်ထဲမှာအမေကကျွန်တော်ဝယ်ပေးတဲ့ရွှေလက်ကောက်ကိုဝတ်ထားပြီးပျော်ရွှင်စွာပြုံးနေတယ်မတရားဆက်ဆံခံခဲ့ရတဲ့ဖောက်တွေအားလုံးလည်းကြော်ကြေးရပြီးအပြုံးတွေပြန်ရနေကြတယ်ကြောက်ကြံ့ကိုကတော့ခေါင်းငုံပြီးဘန်ကနေထွက်သွားနေရတယ်လီရှီလဲဖောက်တယ်တွေကိုရင်ရင်ကြေးကြေးပြုံးပြီးဝန်ဆောင်မှုပေးနေတယ်ဘန်ဝင်တဲ့အားလုံးကဘက်ဖက်နဲ့တာမန်ဖောက်ပြီးမခွဲကြတော့ပဲလူတိုင်းကိုတန်းတူညီမျှဆက်ဆံနေကြတယ်တလအကြာဒီဖြစ်ရက်ကသတင်းမီဒီယာတွေပေါ်ကနေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဒါပေမဲ့တချို့ຢာတွေကတော့တကယ်ပြောင်းလဲသွားခဲ့တယ်ထိန်ဝေးဘန်ကနိုင်ငံတော်ဝန်ရှိဌာနခွဲအားလုံးမှာဝန်ဆောင်မှုစနစ်ကိုပြန်လည်ပြင်ဆင်ခဲ့တယ်မမျှတတဲ့အတွင်းစည်းမျဉ်းတွေကိုဖျက်သိမ်းလိုက်ပြီးယွမ်9000အောက်ငွေထုတ်ရင်ကျူတင်ဖို့ကင်မလို့တော့ဘူးဘစ်ဝန်ဆောင်မှုကိုလည်းပြင်ဆင်ပြီးတာမန်ဖောက်တယ်တွေအပေါ်ခွဲခြားဆက်ဆံတာမျိုးမလုပ်တော့ဘူးတခြားဘဏ်တွေကလည်းကိုယ်ဝန်ဆောင်မှုကိုပြန်စစ်ဆေးလာကြတယ်ဘယ်သူမှနောက်ထပ်အင်တာနက်ပေါ်မှာဖော်ထုတ်ခံရမယ်ဘဏ်မဖြစ်ချင်ကြတော့ဘူးအစိုးရကြီးကြပ်ရေးဌာနကလည်းဘဏ်ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့စီးမြင့်အသစ်တွေထုတ်ပြန်ခဲ့ပြီးငွေအနှံသူတွေရဲ့အခွင့်အရေးကိုပုံမူကာကွယ်ဖို့နဲ့မတရားတဲ့ဘဏ်တွေကိုအရေးယူဖို့သတ်မှတ်လိုက်တယ်အင်တာနက်ပေါ်မှာလူတွေကကျွန်တော်ကိုငွေထုတ်ရဲတဲ့အကိုလို့ခေါ်ကြတယ်အဲ့ဒီနာမည်ကိုတိတ်မကြိုက်ပေမဲ့လက်ခံလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒါကတာမန်လူတွေလည်းအနိုင်ရနိုင်တယ်ဆိုတဲ့အတိတ်တွေကိုကိုစားပြုနေလို့ပါတနေ့မှကျွန်တော်တခြားဘဏ်တစ်ခုကိုတွားပြီးငွေအပ်တယ်ဝန်ထမ်းကအလွန်ရင်ကျေးစွာပြောတယ်မင်္ဂလာပါရှင်ဘာဝန်ဆောင်မှုလိုချင်ပါသလဲငွေလာအပ်တာပါသူမကငွေကိုအလွန်ကယူတစိုက်ရေးတွက်ပြီးလုပ်ငန်းပြီးသွားတော့ကျွန်တော်လက်ထွက်ဖို့ပြင်တဲ့အချိန်မှာသူမကခေါ်လိုက်တယ်တောင်းပန်ပါတယ်ရှင်ကငွေထုတ်ရဲတဲ့အကိုမဟုတ်လားကျွန်တော်ပြုံးပြီးမေးလိုက်တယ်ကျွန်တော်ကိုသိလို့လားသူမမျက်လုံးနီနီနဲ့ပြောတယ်ဒင်းထဲမှာတွေ့ဖို့ပါတယ်ကျေးဇူးတင်ပါတယ်ကျမဒီဘဏ်မှာ3နှစ်လောက်လာတာပါနေ့တိုင်းဖောက်တယ်တွေစုခံရတယ်တိုင်ကြားခံရတယ်ဖိအားတွေခံရတယ်တကယ်တော့စီးမြင့်တွေမမှန်တာကိုကျမတို့လည်းသိပါတယ်ဒါပေမဲ့ပြင်ပိုင်ခွင့်မရှိဘူးအခုစီးမြင့်တွေပြောင်းသွားတော့ဖောက်တယ်တွေလည်းပြောကြတယ်ကျမတို့လည်းပို့ပြီးအလုပ်လုပ်ရတာအဆင်ပြေသွားတယ်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်မပြုံးမိပဲမနေနိုင်တော့ဘူးရပါတယ်လုပ်တဲ့အရာကိုလုပ်ခဲ့တာပါဘဏ်ထဲကထွက်လာတော့ဖုန်းကြီးလာပြန်တယ်ဝန်လက်ဆက်တာအကြံတစ်ခုတောင်းချင်လို့ဘာကိစ္စလဲကျွန်တော်တို့သတင်းဌာနကတာမန်လူတွေရဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်တဲ့ဖြစ်ရပ်တွေကိုရိုက်ကူးမဲ့စီးရီးတစ်ခုလုံးမလို့မင်းကိုအကြံပေးအဖြစ်ဖိတ်ချင်တယ်ကျွန်တော်ခဏစဉ်းစားပြီးပြောလိုက်တယ်ရတယ်ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်အောင်မြင်တဲ့ဖြစ်ရပ်တွေပဲမရိုက်နဲ့ရှုံးနိမ့်ခဲ့တဲ့ဖြစ်ရပ်တွေကိုလည်းရိုက်ပါအနိုင်ကျင့်ခံရပေမဲ့မတိုက်ရဲတဲ့သူတွေတရားမျှတမှုမရသေးတဲ့သူတွေအကြောင်းလဲဖော်ပြပါလူတွေကိုကိုယ့်အခွင့်အရေးကာကွယ်ရတာဘလောက်ခက်တယ်ဒါပေမဲ့ဘလောက်အရေးကြီးတယ်ဆိုတာသိစေချင်တယ်ဝန်လက်ကချက်ချင်းသဘောတူလိုက်တယ်ပုံချပြီးနောက်ကျွန်တော်လမ်းမပေါ်မှာရက်နေလိုက်တယ်လူတွေအလုရှုပ်ပြီးသွားလာနေကြတယ်တချို့ကရုံးဝစ်စုံနဲ့တချို့ကဈေးချင်းတောင်းကင်ပြီးတချို့ကဆိုင်ကယ်စီးပြီးအားလုံးကတာမန်လူတွေပဲအဲ့ဒီအချိန်မှာအမေပြောခဲ့တဲ့စကားကိုပြန်တရိယာမိတယ်ငါတို့ကလူတာမန်လေးတွေပဲသူတို့ကိုမရှင်းနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလိုမယုံဘူးလူတာမန်တွေမှာလည်းကိုအားနဲ့ကိုရှိတယ်ရဲရဲဝံ့ဝံ့ပြောရဲရင်မတရားတာကိုဖော်ထုတ်ရဲရင်ကို့အခွင့်အရေးအတွက်ရက်တည်ရဲရင်ကဘာကြီးကိုနည်းနည်းလေးပဲဖြစ်ဖြစ်ကြောင်းလဲနိုင်တယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးဝေးပါမှာစာတစ်ကြောင်းရေးလိုက်တယ်တင့်မှာငွေနေပေမဲ့အဲ့ဒါလဲတင့်ငွေပဲတင့်အခွင့်အရေးကတင်းငယ်ပေမဲ့အဲ့ဒါလဲတင့်အခွင့်အရေးပဲမကြောက်ပါနဲ့နောက်မဆုတ်ပါနဲ့တောင်းဆိုတင်တာကိုတောင်းဆိုပါကန့်ကွက်တင်တာကိုကန့်ကွက်ပါတိုင်ကြားတင်တာကိုတိုင်ကြားပါဘာလို့လဲဆိုတော့တင်လဲအခွင့်အရေးရှိတဲ့လူတစ်ယောက်ဖြစ်လို့ပါစာတင်ပြီးမကြခင်မှာပဲ like တွေ comment တွေတောက်လျှောက်ဝင်လာတယ်ပြောတာအယမ်းမှန်တယ်ဆက်ပြီးအားပေးပါတယ်ကျွန်တော်ပြုံးလိုက်တယ်ဖုန်းကိုတင်ပြီးအိမ်ဘက်ကိုရှောက်သွားလိုက်တယ်ညနေဆောင်လာပြီးလမ်းမီတွေတစ်လုံးပြီးတစ်လုံးလင်းလာတယ်ကျွန်တော်ရဲ့အရေးကရှည်လျားစွာလမ်းပေါ်မှာကျလာတယ်ဒါပေမဲ့အဲ့ဒီလမ်းကအရင်ကထပ်ပိုးပြီးရှင်းလင်းနေတယ်လို့ခံစားရတယ်